အဲ့လိုနဲ့အချိန်တွေပြောင်းသွားပြီးနောက်တစ်ပတ်ကိုရောက်လာပါတယ်နောက်တစ်ပတ်ကိုရောက်လာတာမလို့နိုလန်လဲခွဲစိတ်ခံဝင်ရပါတော့တယ်အဲလစ်တို့ကတော့ကျောင်းစာကိုလုံးဝစိတ်မပါတော့တဲ့အထိဖြစ်သွားပါတယ်သူတစ်ချိန်လုံးစဉ်းစားနေမိတာကနိုလန်ကိုပါနိုလန်အဆင်ပြေလားမပြေဘူးလားဆိုတာကိုအရင်သိချင်နေရပါဟိုးနိုလန်ဘာဖြစ်နေပြီလဲမသိဘူးဟာဆရာဝန်တွေကတော့နိုလန်အတွက်ကိုတေချာဂရုစိုက်ပြီးလှုပ်ပေးနေပါတယ်အရန်ကိုတော်တဲ့ဆရာမတွေပဲရှိနေတာပါဒါပေမဲ့နိုလန်ဖြစ်နေတဲ့ယောဂါကအောင်မြင်ဖို့လည်းအရန်ကိုခက်ခဲတဲ့ယောဂါတစ်မျိုးပါဒါကြောင့်နိုလန်သေမလားရှင်မလားဆိုတာကိုဘယ်သူမှမပြောရတဲ့အထိဆိုပါတယ်အားကစားချိန်ရောက်တဲ့ခါမှာလဲနနာကသာလေ့ကျင့်ခန်းတွေလုပ်နေတာပါအဲလစ်ကတော့ကောင်းကင်ပြကြီးကိုငေးကြည့်ရင်တွေးဝေနေပါတယ်သူ့ရဲ့ချိန်တိုင်းနေရာတိုင်းအတွေးဝင်နေတာကတော့နိုလန်စီကိုပါပဲအဲလစ်ငါမင်းကိုချစ်တယ်ကွာအဲလစ်တယောက်ပြာပြေးလာပြီးနင်တို့တွေနိုလန်အကြောင်းကိုကြားသေးလားအဲလစ်စိတ်တော့မကောင်းကွာနိုလန်အကြောင်းဘာမှမကြားသေးဘူးဟာငါအရင်စိတ်ပူနေတယ်ဟာတကယ်လို့မအောင်မြင်ဘူးဆိုရင်ဘယ်လိုလုပ်မလဲငါသူ့လိုချင်တဲ့အဖြေလေးတောင်မပေးရသေးဘူးလေဟာအဲလစ်အဲ့လောက်ကြီးလဲစိတ်မပူပါနဲ့ဟာအရာအလုံးအဆင်ပြေသွားမှာပါဟာသူနဲ့အဖြေကိုလိုချင်မှသိချတယ်လေအဲ့ဒါကြောင့်သူတောင်လုံနိုင်မှသိချပါတယ်ဟာစိတ်မပူပါနဲ့အေးဟာဒါပေမဲ့ငါစိတ်ပူနေတော့မယ်စိတ်ကိုအေးထားပါအဲလစ်ဆရာနောက်တစ်ပတ်ကနင့်ရဲ့မွေးနေ့နော်ဟုတ်တယ်မလားနင် shopping ထွက်ချင်လားဒါမှမဟုတ်ငါတို့တနေရာသွားရအောင်လေဟာစိတ်ပြေလက်ပြောက်ပေါ့အဲ့လိုနဲ့အဲလစ်ရဲ့မွေးနေ့မှာတော့ကမ်းခြေတစ်ခုရောက်နေကြပါတယ်တခြားသူတွေကတော့ရေထဲမှာကူးခတ်ပျော်ပါနေကြတာပါဒါပေမဲ့အဲလစ်ကတော့မပျော်နိုင်ပါဘူးကျဲပြောလှတဲ့ပင်လယ်ပြင်ကြီးကိုကြည့်ပြီးအယုတ်တရုတ်လိုမှတ်တက်ရက်နေပါတယ်အဲ့လိုရက်နေတော့မှပဲအဲလစ်ရဲ့အမေရောက်လာပါတယ်အဲလစ်သမီးကဒီကိုရောက်နေအောင်အမေလိုက်ရှာနေတာကြားနေပြီကွအမေရဲ့သမီးသူ့အရန်လွမ်းတာပဲမငူပါနဲ့သမီးရဲ့ဒီနေ့ကသမီးမွေးနေ့လေသူဒီမှာရှိနေသိကောင်းပါပဲအမေသိပါတယ်သမီးရဲ့ဒါပေမဲ့အပြင်မှာသမီးကိုတခြားလူတွေစောင့်နေတယ်သမီးတို့နဲ့တူပါတီလုပ်ပေးရမှာလေအော်အမေမေးရောမလို့နနာသမီးတို့မွေးနေ့လက်ဆောင်ကိုလုပ်ထားတယ်သမီးတောင်ပတ်ထားမယ်နော်အဲလစ်အမေကအဲလစ်ရဲ့မျက်လုံးကိုအဝတ်စားတစ်ခုနဲ့ပတ်ပေးလိုက်ပါတယ်အမေဒီလိုလုပ်ဖို့လိုလို့လားလူရပေါ်သမီးရဲ့သွားပါဖြည်းသွားအဲလစ်လည်းစန်တဝါဝါနဲ့ပဲလမ်းလျှောက်သွားနေပါတယ်ရောက်တော့မယ်သမီးအဲ့ဒီရှေ့နားဆိုရင်ရက်လိုက်တော့โอเคရပြီသမီးရက်လိုက်တော့အဲလစ်ရှေ့မှာတော့တယောက်ရှိနေပါတယ်မျက်လုံးစီးထားတာချွတ်လို့ရပြီသမီးအဲလစ်လည်းအဝတ်စားကိုချွတ်လိုက်ပါတယ်ပြီးတော့သူ့ရှေ့ကလူကြည့်လိုက်တော့အဲ့ဒါကသူတစ်ချိန်လုံးတတိယနေတဲ့နိုလန်ပါပဲနိုလန်ကခွဲစိတ်မှုကနေ100%အောင်မြင်သွားပြီးအသက်ရှင်ခွင့်ရခဲ့ပါတယ်ဒီလိုအောင်မြင်ရတာကဆရာဝန်တွေတော်လို့လည်းပါသလိုအဲလစ်ရဲ့ဖြေကိုလိုချင်နေတဲ့နိုလန်ရဲ့တက်ကြွမှုကြောင့်လည်းပါပါတယ် Happy birthday ပါအဲလစ်အဲလစ်လည်းနိုလန်ကိုဖတ်လိုက်ပါတယ်နိုလန်ဒါတကယ်ပဲလားယင်အိမ်မက်မဟုတ်ပါဘူးနော်အိမ်မက်မဖြစ်ချင်ဘူးဟာပေးရလူတွေအများကြီးကလည်းနိုလန်နဲ့အဲလစ်ကိုကြည့်ပြီးလက်ခုပ်တွေဝိုင်းတီးပေးကြပါတယ်နင်အသက်ရှင်နေလို့ငါအရင်ဝမ်းသာတာပဲနိုလန်ရာနင်ငါ့ကိုဘာလို့ဖုန်းလေးတောင်မဆက်တာလဲဟာငါစိတ်ပူလို့တေးတော့မယ်သိလားနနာနဲ့မာတစ်တို့ရဲ့ plan ပဲဟုတ်တယ်အဲလစ်ဆရာနင်မွေးနေ့မှာ surprise ဖြစ်သွားအောင်လုပ်လိုက်တာပါဟာစိတ်မဆိုးအောင်နော်အဲလစ်ငါနဲ့အဖြေကိုလိုချင်နေတာဟာအဲ့ဒါကြောင့်ဒါကိုကြော်ဖြတ်ခဲ့တာနင်ငါ့ကိုချစ်လားဖြေပေးလေဟာငါနင့်ကိုချစ်တာပေါ့ဟာငါလည်းနင့်ကိုအများကြီးချစ်တယ်အဲလစ်ပြောလိုက်တာဟာအဲ့လိုနဲ့ယောက်ျားတွေကိုမုန်းတယ်ဆိုတဲ့အဲလစ်လည်းနိုလန်နဲ့တူတာယာအေးချမ်းနဲ့စုံတွဲလေးဖြစ်သွားပါတယ်ဒါကတော့စက်သိန်းလေးပါပဲရှင်ပျော်စရာ happy ending လေးပါနော်အခုလိုချစ်ဆက်လန်းတွေစာကူရာတရေကားတွေကိုကြိုက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားပေးပါနောက်ထပ်တရေကားတွေကိုလည်းတင်ပေးပါမယ်ရှင်